ဒါကအသင်ကိုဒညာထဲနဲ့ဒေါ်လာ2000လောက်ရှာပေးနိုင်တဲ့လှီတစ်စင်းပါသူ့ကိုရွှေစုပ်လေလို့ခေါ်ပါတယ်ကြည့်ရတာသိမကြည့်ပေမဲ့ဒီလိုရွှေစုပ်လေတွေဟာရွှေရှာဖွေ9000ကျော်ကိုဒေါ်လာ10သန်းကျော်ရှာဖွေနိုင်အောင်ကူညီပေးခဲ့ပါတယ်သူရဲ့အလုံးလုံးပုံသဘောတရားကတကယ်တော့တော်တော်လေးရုပ်ရှင်ပါတယ်လှေပေါ်မှာရေစုပ်ဆက်တစ်ခုနဲ့ရေစုပ်ပိုက်တစ်ခုပါရှိပါတယ်လူသမားတွေကပိုက်ခေါင်းကိုမြစ်ကျမ်းပြင်မှာရှိတဲ့တဲနဲ့ကြောက်စရိခဲတွေတွေကိုချထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့ရေရှိချောင်းကရွှေနွေကြောက်ခဲတွေနဲ့ရွှေတွေကိုတပြိုင်နက်တည်းဆုပ်ယူလိုက်ပါတယ်အဲ့ဒီအယောနှုံးတွေဟာပိုက်ထဲကနေဖြတ်တန်းသွားပြီးရွှေချင်းကွက်ထဲကိုဝင်ရောက်သွားပါတယ်ရွှေချင်းကွက်ထဲမှာများသောအားဖြင့်ရာဘာဖျားတွေဒါမှမဟုတ်မတဲသားတုံးလေးတွေပါလိရှိပါတယ်ရေတွေစီးတန်းသွားတဲ့အခါပေါ်ပါတဲ့တဲနဲ့ကြောက်စရိခဲတွေကရေနဲ့အတူမျောပါသွားပါတယ်ဒါပေမဲ့ရွှေကတိတ်တက်ဆက်အလွန်များတဲ့အတွက်အကွဲချောင်းတွေထဲကိုနစ်မြုပ်သွားပြီးတတုသားတုံးလေးတွေအနောက်မှာပိတ်မိနေတတ်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကရွှေချင်းပြဲပြီးကိုတုံးပြီးကြာနေတဲ့တဲမဲတွေကြောက်စရိခဲတွေထဲကနေရွှေကိုဖြည်းဖြည်းချင်းခွဲထုတ်ယူပါတယ်သူတို့ရလိရှိတာကတော့များသောအားဖြင့်ရွှေအမှုအမွှားလေးတွေရွှေမုတ်ဒါမှမဟုတ်ရွှေခဲသေးသေးလေးတွေဖြစ်ပါတယ်ကံကောင်းမဲ့ဆိုရင်တော့တဘာဝရွှေခဲကြီးတွေကိုတောင်ရှာတွေ့နိုင်ပါသေးတယ်အကယ်၍သူတို့သာတညာတဲနဲ့ရွှေအောင်စဒါဇင်မောင်းများစွာကိုတကယ်ပဲစုပ်ယူနိုင်ခဲ့မယ်ဆိုရင်ရွှေဈေးကွက်ရအဲ့ဒါဟာဒေါ်လာ300ကြီးနဲ့ဒါမှမဟုတ်တန်းကြီးတောင်တန်ကြီးရှိနိုင်ပါတယ်